19ရက်နေ့ညနေ9နာရီခွဲလောက်ကအင်ကြီးတော့ဝယ်တာပေါ့နော်အင်ကြီးတော့ဝယ်ပြီးတော့အပြန်မှာ164လမ်းရှိလမ်းတို့လမ်းရှိရှိရလမ်းရှိမှာကျွန်တော်ကပြန်လာတဲ့အချိန်မှာလူတယောက်ကကျွန်တော်နောက်ကပြေးလိုက်လာပြီးတော့ဟဲ့အောင်မင်းငါခေါ်တာမကြောက်လားဒါစကားပြောမယ်ဆိုတော့ကျွန်တော်ပြောတယ်ကျွန်တော်ကမကြားကြအောင်စာမျိုးဆက်သွားဟဲ့အောင်မင်းငါဖုန်းနေခေါ်နေမင်းဘာလို့မကြားရလဲဆိုတော့ကျွန်တော်လိုက်ပြောတယ်လိုက်ပြောပြီးကျွန်တော်လည်းရှေ့ကိုဆက်သွားနေဂိမ်းမဆိုင်ပြနေသူကအမကျွန်တော်ခုံလာပို့ပြီးဟဲ့အောင်မင်းငါခေါ်နေမကြောက်လားကိုနဲ့ကျွန်တော်လည်းတိလို့လားလို့ကျွန်တော်ပြောလိုက်တယ်အဲ့ချိန်မှာသူကဘာပြောလဲဆိုတော့မင်းကငါတိရလေတဲ့မင်းဖုန်းထဲမှာလည်းငါခေါ်ထားတဲ့ဖုန်းတွေအများပဲကြည့်လိုက်တယ်ကျွန်တော်လည်းကြည့်လိုက်တယ်ဘာမှမရှိဘူးအကိုလူလွဲနေနေတူရနော်လို့ပြောလိုက်ချိန်မှာသူကဖုန်းထုတ်တယ်ဖုန်းထုတ်ပြဗီဒီယိုရိုက်တယ်ကျွန်တော်ရိုက်ပြီးတော့လက်ညှိုးငေါထုတ်ပြမင်းငါပတ်စံနေလိန်ထားပြီးတော့ထွက်ပြေးနေကြပြီးအခုမှတွေ့ရမင်းငါပတ်စံနေပြန်ပြီးဆိုကျွန်တော်လာပြောတယ်အကိုလူလွဲနေပြီကျွန်တော်မသိဘူးကျွန်တော်ပြောလိုက်တယ်တာမွေ164လမ်းအဲ့တရားအောင်မှာဖြစ်နေနော်အဲ့ကျွန်တော်အဲ့လိုပြောသူကတော့မဟုတ်ဘူးအမြင့်ငါသိရမင်းကေပေးထဲမှာငါပတ်စံနေများလွှဲထားမင်းကေပေးဖွင့်တယ်ဘာလို့ကေပေးဖွင့်ပေးရမှာလဲလို့ကျွန်တော်ဖုန်းလေးလို့ဖွင့်စရာအကြောင်းမရှိကျွန်တော်ချိတ်ဆက်သွားတဲ့အချိန်မှာသူကကျွန်တော်အနှွေးကိုပြန်ဆွဲလာတယ်ကျွန်တော်သူ့လက်ပြန်ရိုက်ပြီးကျွန်တော်ချိတ်ဆက်သွားပြီးတော့လမ်းဖြတ်ကူးလိုက်တာလမ်းဖြတ်ပြီးတော့ကားတက်စီငားမဲ့အချိန်မှာကွာဒါမင်းတက်စီငားလိုက်ငါလိုက်မလားငါလိုက်မှာပဲတဲ့ကျွန်တော်ဘယ်လိုဆက်လုပ်ရမလဲအဲ့မှာကျွန်တော်ဒေါသအရန်ထွက်တာအဲ့နော်အေးဒီတိုင်းပဲချစ်ဆက်သွားလိုက်ပါမလို့ဆိုကျွန်တော်သွားလိုက်တာတာမွေအိုချင်းရှိအဲ့လမ်းမကြီးတန်းတန်းသွားနေတာသူကဘေးနားတော့လိုက်လာပြီးတော့ဗီဒီယိုရိုက်ပြီးတော့ကျွန်တော်ဒီကောင်ကျွန်တော်ပတ်စံကိုလိန်သွားတဲ့ကောင်ကျွန်တော်ပတ်စံတွေအများကြီးယူပြီးထွက်ပြေးနေတဲ့ကောင်ဒီကောင်ပေါ့ဆိုကျွန်တော်လက်ညှိုးငေါတို့ပြီးဗီဒီယိုရိုက်ပြီးတော့တက်လန်းတော့လိုက်ပြီးတော့အချက်ခွဲရကျွန်တော်လည်းချက်လူတွေလည်းများတော့ချက်လဲချက်ထူလဲထူပူနေဘာလို့လောရမှန်းမသိဘူးကားပေါ်တက်မယ်ဆိုလို့ရှိရင်လည်းသူကလိုက်မှာအိုးအချက်ခွဲမှာအဲ့တော့ကျွန်တော်အဲ့တာမွေဖျားလေးကျော်ပန်းချံလေးတူပြအဲ့လမ်းကြားလေးဝင်သွားပြီးတော့ကျွန်တော်အဲ့ SSC hotel SSC စေးရုံဘက်ကိုသွားတဲ့ဘက်ကိုကျွန်တော်အဲ့လမ်းကြားလေးကိုကျွန်တော်ရွေလိုက်တယ်ဗျာရွေသူတက်လန်းလုံးလိုက်တာဗီဒီယိုကိုခေါ်ပြီးတော့ကျွန်တော်ဆွဲတာလက်ညှိုးငေါထိုးပြီးတော့ဒီကောင်ကျွန်တော်ပတ်စံဆွဲယူပြီးတော့ထွက်ပြေးနေတဲ့ကောင်ဒီကောင်ဟာသူများရတယ်ကျွန်တော်ချက်လက်ချက်တော်ချက်တာအဲ့ဒီပြောတဲ့လူရဲ့ရုပ်ကဘလို့လဲဆိုတော့ရုပ်ကတော်ဆိုးပြီးနှစ်ဖူးကပြောင်ပါဖောင်းမျက်လုံးကပြူအသားမဲမဲသူကင်ထားတဲ့ဖုံးကဒီလိုဖုံးဆိုလို့ရှိရင်ဒီဖုံးကတေပင်းနေပတ်ထားတာတေပင်းများစွာပတ်ပြီးတော့ကျွန်တော်ကိုလာရိုက်တဲ့ဖုံးအဲ့လိုလူကကျွန်တော်ကိုလာပြီးတော့ဆုတ်ဆွဲတာကျွန်တော်ဒေါသထွက်လိုက်တာမှပြောနေအဲ့တော့ကျွန်တော်ချစ်ဆက်သွားတယ်ဘာမှမပြောမင်းနေခဲ့လိုက်တော့အဲ့မှာဒေါသဖြစ်လာကြီးအကိုဒီပါလည်းမခေါ်နိုင်တော့မင်းနေခဲ့လိုက်တော့မနေဘူးတဲ့ငါပတ်စံကိုပြန်ပြီးမှငါပတ်စံတွေကိုလိန်ထားတယ်မင်းအကြောင်းမင်းသိမှာပဲတဲ့မင်းတေအောင်စားထားတာကြီးဘာရအဲ့လိုပြောတာကျွန်တော်လည်းစိတ်တူနဲ့ SSC ကိုသွားတဲ့လမ်းမကြီးလေ SSC ရောက်တယ်နော် SSC ဆေးရုံကိုသွားတဲ့လမ်းမကြီးဘက်ကိုချိုးကွေ့လိုက်တာချိုးခွေးလိုက်တယ်မှာသူကလိုက်လာပြီးတော့အဲ့မှာကျွန်တော်လည်းစိတ်မရှိတော့မင်းဘာလို့ချင်တာလဲအဲ့တော့မင်းနဲ့မင်းရဲ့ KB profile ပြတယ်ငါ KB profile ငါဒီမျက်ခွက်ပဲလေဘာပြကြရှိလို့မဟုတ်ရမယုံနဲ့အဲ့ဒါပြတယ်အဲ့ထဲမှာလည်းမင်းနဲ့ငါပတ်စံကြီးထဲငါလွှဲထားတယ်အများပဲတဲ့ဘာကြောင်နေလဲမသိစေးကြောင်လာလားဆက်ကြောင်လာလားမသိဘူးကျွန်တော်ပြောတာသိလားအဲ့ဒါ okay အဲ့ဒါကျွန်တော်လည်းဒီဖုန်းကိုတေချာကန်ရောဒီမှာရောငါရဲ့ KB profile ပဲလားအဲ့ဒီအချိန်မှာ तू ကကျွန်တော်ဘာလုပ်လိုက်လဲဆိုတော့အဲ့ဗီဒီယိုရိုက်နေတဲ့တန်တယ်ကျွန်တော်ဖုန်းကိုလှမ်းပြလူလိုက်တော့အဲ့သူဆွဆွဲနေတယ်အဲ့ကျွန်တော်ဆွဆွဲနေတာအဲ့ကျွန်တော်သူ့ပစံကိုဒိန်ထားမှဘာညာဆွဆွဲနေတာတော့ကျွန်တော်ဖုန်းကိုလူရောကျွန်တော်ဘာလုပ်လိုက်လို့တော့ကျွန်တော်ဖုန်းကိုလူနေပါဆိုတော့ကျွန်တော်သူ့လက်ပြုံညှိပြီးထိုးတာတခိုးကျွန်တော်ဖုန်းကိုလူနေပါဆိုကျွန်တော်ထိုးတာနှစ်ချက်တိထိုးလိုက်တယ်သူဒီနှစ်ဖူးကွဲသွားတော့သူလဲသွားတော့ကျွန်တော်ဆက်ထိုးဖို့ဆိုတာအဲ့လိုကုန်းလိုက်တဲ့အချိန်မှာသူကပြန်လှုပ်လိုက်တဲ့အချိန်မှာကျွန်တော်တထောင်နဲ့သူ့တထောင်နဲ့ကျွန်တော်ရဲ့နှခမ်းထိသွားနည်းနည်းပေါက်သွားတယ်အဲ့လိုနဲ့ရုံရင်းဆန်ကတ်တွေဖြစ်ကြတာဗျာတွေးတတ်တယ်တော့ကျွန်တော်တွေးလဲထွက်တော့ကျွန်တော်စိတ်ရမ်းတို့သွားအဲ့အုံးနီကဲကောက်ကပြသူ့ထုမဲ့စင်ကရက်ွက်လူကြီးကခေါ်တာဟာနေမျိုးပါအဲ့အချိန်မှာရက်ွက်ရုံရှိတယ်ရက်ွက်ရုံရှိလို့ကျွန်တော်ကန်ကောင်းသွားပါဘူးလို့သူဘယ်ချိန်ကြီးဆက်လိုက်ပြီးတော့ကျွန်တော်နှစ်ယောက်ဘယ်ချိန်ကြီးပြဿနာတွေဖြေရှင်းနေရမလဲမသိဘူးကျွန်တော်လည်းအဲ့လိုကြီးလည်းမဖြေရှင်းနေဗျာကျွန်တော်လည်းဘာမှလုပ်ထားတာမဟုတ်တဲ့ကိစ္စတော့လုပ်ထားလို့ရှင်တော့မှတော်တယ်မလုပ်ထားဘဲနဲ့စွတ်ဆွဲခံရတာအဲ့လိုမျိုးအဲ့ဒါကြောင့်မလို့ကျွန်တော်အဲ့ရက်ွက်ရုံရဲ့လူကြီးကလမ်းခေါ်ထုတ်ကြီးနဲ့ထုံးတယ်မီလုံးနှစ်ယောက်လာခဲ့တယ်ကျွန်တော်ချနေကြပြီဟိုသူ့ထိုးကိုထိုးပဲသူလည်းကျွန်တော်ဒီမှာတွေ့လှုပ်လိုက်တာနှက်ခမ်းပေါက်တာသူကတော့ညထင်ကွဲသွားအဲ့နဲ့ရ
ရက်ွက်ရောခေါ်လို့ကျွန်တော်သွားလိုက်တယ်သွားမင်းတို့ဘလို့ဖြစ်ကြလဲကျွန်တော်အရင်ပြောတာအကိုလို့ကျွန်တော်သူ့ပစံကိုလည်းမယူဘဲနဲ့ကျွန်တော်ကိုသူ့ပစံယူထားပါတယ်တကိုးဆိုပြီးတက်လန်းလုံးဗီဒီယိုရိုက်ပြီးဆွဆွဲနေရလို့ဟုတ်တယ်လေမင်းယူထားတာဟောတဲ့ဟဲ့အောင်မင်းဒီကောင်သူ့ရင်ပြောလိုက်မယ်တဲ့ကျွန်တော်ဒီကောင်ရင်ပြောလိုက်မယ်တဲ့မင်းတဲ့အတားနေကျွန်တော်ပြောပြတယ်ကျွန်တော်မိကောင်ဖခင်သားသမီးကျွန်တော်ကုမ္ပဏီမှာလောက်တာဒီမှာကုမ္ပဏီဝန်ထမ်းကလည်းပါတယ်ကျွန်တော်အလုံးအပြလာအဲ့လူကြီးကရက်ွက်လူကြီးဒီလေးလာဒီဘက်ကိုလာတယ်ကျွန်တော်သူ့ဘက်ကိုခေါ်လိုက်ပြီးတော့တွာချာထဲမှာဝင်ပြီးမင်းလည်းပြန်တော့ဟိုညီလေးလည်းပြန်တော့လာပြောတော့မပြန်ခိုင်းနိုင်အောင်လေသူ့ရှယ်ကျွန်တော်ပတ်စံရမှာသူ့ပြန်ခိုင်းနဲ့ကျွန်တော်သူ့ပတ်စံယူထားမှာကျွန်တော်လည်းပေးစရာလည်းမရှိဘူးပေးရှစ်ဦးတော့မှသူ့မပေးဘူးဘာဖြစ်လို့ကျွန်တော်ယူထားရတယ်မဟုတ်တဲ့အတွက်အမ तू အဲ့လိုပြောအမရက်ွက်လူကြီးစိတ်တူတာမင်းတိတ်မလားမင်းပါဆိုတာငါသိရနော်အဲ့လိုပြောတာအဲ့ချိန်ကမှညင်ကြသွားပြောလေအမရက်ွက်လူကြီးကညီလေးတော့မင်းသွားတော့ကျွန်တော်ရှိဝေးမဖြစ်ချင်တော့ဗျာကျွန်တော်လည်းပြန်လာလိုက်တယ်တက်စီနဲ့ပြန်လာလိုက်တယ်အဓိကပြောချင်တာကအဲ့လိုမျိုးအဲ့တာမွေ164လမ်းနာမှာဖြစ်သွားတာဗောနော်အဲ့မိဘပြည်သူညီကိုမောင်နှမတွေလည်းဆက်တာတတိထားပါလို့ဒီကလာအားလုံးချက်တဲနေရတော့တည်ရဲဒါပေမဲ့အဲ့လောက်ကြီးလူတေဖက်သားကိုချက်ခွဲပြီးတော့တက်လန်းလုံးချက်ခွဲတာဗီဒီယိုရိုက်ပြီးတက်လန်းလုံးချက်မင်းရဆိုလေစိတ်တူပြီးတော့ဒုတော့လည်းမရိုင်းနိုင်ဘူးဗျာတက်လန်းလုံးအချက်ခွဲတာအဲ့မှာကျွန်တော်ဘာလို့လုပ်ရမလဲထွက်ပြေးရမှာလားကျွန်တော်ဖက်ပြေးလို့ရှိရင်လည်းသူကလိုက်ပြီးတော့အဲ့လိုမျိုးလို့ပို့ပြီးတော့အချက်ခွဲမှာလေအဲ့နဲ့ရင်ဆိုင်လိုက်ရမလားနောက်ဆုံးပြီးတော့ရင်ဆိုင်ရထိုးကြကြတော်တဲ့က1/1မို့လို့သူနဲ့ကျွန်တော်လည်း2ယောက်တည်းသူ့ဘက်မှာအများဟုတ်ပါလေကျွန်တော်ကဘာဖြစ်မလဲကျွန်တော်လည်းမတွေးတတ်တော့ဒီလို live ဗီဒီယိုရိုက်နေနိုင်မှာလည်းမဟုတ်အဲ့ဒါမပြောချင်တာကတရားမင်းကလေးဆိုရင်ဘယ်လိုလုပ်မလဲပေါ့နော်ကျွန်တော်လိုလူမျိုးကျွန်တော်တို့ယောက်ျားလေးတောင်မှသူဒီလိုမျိုး live လုပ်တာဟိုပခုံးလာပုတ်ပြီးတော့ခေါ်တာနော်ဟဲ့မင်းစကားပြောမယ်လားလိုက်ခဲ့အဲ့လိုပြောတာအဲ့ဒါကျွန်တော်နည်းနည်းတော့ကြောင်သွားပြီလန့်သွားတာဗျာခေါ်တဲ့ကောင်ရုပ်ကလည်းအရက်ကပူတူတူကျွန်တော်ဂျိုင်းလောက်ပဲရှိရပြောဖုန်းကတေးပြင်း15ပြင်း15ပြင်းပတ်ထားတာအဲ့လူကကျွန်တော်ဗီဒီယိုကောခေါ်ပြီးတော့သိတယ်မလားဗီဒီယိုကောရိုက်ပြီးတော့ခေါ်တာမဟုတ်ဗီဒီယိုကောရိုက်ပြီးတော့ကျွန်တော်တခိုးဆွဆွဲတာကျွန်တော်ကင်ထားတဲ့ iPhone ကျွန်တော်စီးထားတဲ့ Sketcher မှာအားမလားသူစီးထားတာစက်ပံဖက်သူများအိမ်သာစီးရဲ့ဖက်ကိုသူစီးပြီးတော့ကျွန်တော်လိုက်ပြီးတော့တခိုးယူတာဗျာသိလားအဲ့လိုလိုက်ရိုးပြီးတော့သူကအဆက်ခွဲတာအားကြောင့်လို့မိဘပြည်သူလည်းတတိထားပြီးတော့နေကြပါအဲ့လိုမျိုးဥမာတရားလိုက်လာတယ်လို့ခေါ်တရားဖြစ်လို့ရှိလို့ရှင်နိစက်ရအိမ်ကိုအကူဈေးဆိုင်ဖြစ်ပေါ့နော်မဟုတ်ဝဲတယ်လို့လည်းအကူကြီးတောင်းတာကျမတို့တော့ကူညီပါကျွန်တော်တို့ကူညီပါဆိုင်ထဲဝင်သွားကြပါလို့ကျွန်တော်လိုမျိုးမဖြစ်တော့ဘူးဗျာကျွန်တော်ကတော့ရုံးရင်းဆက်ထားတဲ့ဖြစ်ပြောဘယ်နဲ့နှစ်ဖူးကွဲဒူးပြဲပေါ့ဒူးတော့မပြဲပါဘူးကျွန်တော်နှခမ်းပေါက်သွားတယ်ဒီကောင်တော့နှစ်ဖူးကွဲသွားသူကတရားမွေ164လမ်းနဲ့အဲ့တာမွေနားမှာလှုပ်ရှားနေရပဲဗျာတာမွေနာလူတွေတချို့သိရင်လည်းသိမယ်မသိရင်လည်းမသိဘူးမသိလို့ရှင်လည်းတတိထားပါသိရင်လည်းတတိထားကြပါလို့အားလုံးကျေးဇူးတင်ပါတယ်